အခုဒါကတော့နော်အခုမနက်ပိုင်းကစားခဲ့ရနော်ဂျိုရှူအာဘန်ပွဲလေးကိုပြောပြမှာဖြစ်ပါနော်ဒီပွဲမှာဆိုရင်နော်ပထမတစ်ချီမှာလည်းဂျိုရှူအာဘန်နေပြီးတော့နော်ပထမတစ်ချီမှာလည်းပိုင်ပိုင်နဲ့တကွက်ထက်နဲ့ကိုခပ်ပတ်ကိုရခဲ့ဖြစ်ပါတယ်ဒါကပထမကျွန်တော်ကြည့်ကြည့်နဲ့ဒီပွဲကနော်သူတို့ညပထမကစားကွက်ဆိုင်းနဲ့တစ်ချက်နဲ့ချက်ပြဆိုင်းနဲ့ဟိုကောင်ကဒီဂျိုရှူအာဘန်ရဲ့ပေါ်ပိုင်းကိုဖြတ်ကန်တာပဲချက်လောက်နဲ့ကန်တော့ချက်လောက်ကိုဆွေးပြီးဂျိုရှူအာဘန်လုံးလာပဲလုံးပြီးတော့ပြစ်တော့ချရတာအမှအောက်ကောင်ကြသွားတယ်တဲ့အချိန်မှာလက်တစ်ဖက်တည်းအောက်မှာထောက်ဝိတ်ကလက်ကတစ်ဖက်တည်းရှိတယ်တစ်ဖက်တည်းရှိတော့ကြားရဲ့လက်ကလည်းလန်ပြောပေါ်ဝိတ်နဲ့မနိုင်လို့ဖြစ်ပြီးအကောင်ထိနာပါနော်သူတော်တော်မထနိုင်ရမှာခဏညင်းဘောပဲဖြစ်သွားတယ်ဗောနော်ခဏညင်းဘောပဲဖြစ်ပြီးခဏနေသူမထိုးနိုင်ဘူးနော်တကယ်လည်းမထိုးနိုင်တော့ဗောအားနဲ့တော့ဂျိုရှူအာဘန်ကိုကပတ်ပေးလိုက်ပါနော်ဒီပွဲလေးမှာဆိုရင်ဂျိုရှူအာဘန်ကတကယ်လည်းကောင်းခဲ့ပါနော်မရဘူးပြနော်ဒီသူလည်းချန်ပီယံဖြစ်မဲ့စာတာလည်းပါတယ်နော်တိတ်မထိုးလိုက်ကျွန်တော်တို့တော့မှအောင်းတွေအများကြီးထိုးရမှထင်တယ်နော်မထိုးလိုက်ဘူးမိနစ်ပိုင်းစက္ကန့်ပိုင်းနဲ့ပြတ်သွားတာနော်ဒီပွဲလေးကနော်ဒါဂျိုရှူအာဘန်ဆိုရင်တော့အာရှမှာလည်းပထမဆုံး UFC fighter ဖြစ်နေမှတ်တမ်းဝင်ပါနော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပထမဆုံး UFC ကပတ်ချန်ပီယံလည်းဖြစ်တယ်နောက် UFC မှာလည်းအတက်ငယ်ဆုံးနော်ဒုတိယအတက်ငယ်ဆုံး fighter ပွဲကိုလည်းရသွားပြီဖြစ်ပါတယ်နော်ဒါကတော့မနက်ကစားခဲ့တယ်အားလုံးစောင့်နေကြတဲ့ဂျိုရှူအာဘန်ရဲ့ပွဲအကြောင်းလေးကိုပြောပြပြီးတော့ဖြစ်ပါတယ်ကျွန်တော်ရဲ့ 4 fan ပြည်မှာအလုံးကျေးဇူးတင်ပါတယ်